အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှကျွန်တော်မျှဝေလေးပေးလို့တော့ကျွန်တော်ချိမစ်တဲ့ပတ်တွေဆွဲမဲ့ခါမှာအတူပြုလို့ရှိကြတဲ့ကျွန်တော်ဒီ counter plan ဆွဲဖို့နီးလေးတွေ loft plan အတူပြုနီးလေးတွေပြီးရင် hand function လေးတွေအတူပြုနီးလေးကိုကျွန်တော်မျှဝေပေးလို့ပါတယ်ပထမဦးဆုံးကျွန်တော်ဒီ counter plan လေးကိုဘယ်လိုဆွဲတာအတူပြုရမလဲဆိုတာကိုဒီ counter plan function လေးကိုဘယ်လိုအသုံးပြုလို့ရနိုင်လဲဆိုတာကိုကျွန်တော်ပြောပြပေးလို့ပါတယ်ပြီးကျွန်တော်တို့ဒီကောင် counter plan ဆက်ဆုံးပေါ့နော်ဆက်ဆုံးဆိုကျွန်တော်ဒီမှာbase front play ကိုကျွန်တော် on ပေးလိုက်မယ်ဒီ play ပေါ်လာမယ်ပြီးကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ရတဲ့ခါတဲ့ order ကိုပြောရတဲ့အတွက်ကြောင့် order ဖြစ်နေပြီပေါ့နော် order နဲ့ကျွန်တော်ဆွဲမယ်ပြီးရင်ကျွန်တော်တို့ဒီ counter toolbar အောက်ကကျွန်တော် hold ပေါ့နော်ဟောဒီ counter plan ကိုများလေးနေလိုက်မယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ counter plan လေးကိုကျွန်တော်ရွေးချယ်ပေးရမယ်ပြီးရင်သူကတော့ကျွန်တော်ဒီမှာ play ရွေးရတာပေါ့နော်ကျွန်တော်ဆက်ဆွဲမယ်ဆိုရင် play နဲ့မရွေးရှိပဲကျွန်တော် play နဲ့ဆွဲလိုက်ရတယ် angle play နဲ့ဆွဲလိုက်ရတာပေါ့နော်ကျွန်တော် play ဆိုဒီ play ကို play ရဲ့အပြိုင်နဲ့ဆွဲရမှာဖြစ်ပါတယ်စသည်ဖြစ်ပေါ့နော်ကျွန်တော်ဒီ coincident play နဲ့ပဲကျွန်တော်ဆက်ဆွဲပြမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော် coincident play ကိုရွေးချယ်ထားခြင်းဖြစ်တယ် coincident plan ကကျွန်တော်ဒီ play ကိုရွေးချယ်ပေးလိုက်ဒီ play ပေါ်မှာဆွဲမယ်လို့ဆိုလိုတာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ counter plan ကိုဆွဲမယ်ဆိုကျွန်တော် line လေးနဲ့ဆွဲမှာပေါ့နော် line လေးနဲ့ကျွန်တော်တို့ဒီ dimension ကျွန်တော်တို့ distance အတိအကျနဲ့ဆွဲလိုက်ရတယ်ကျွန်တော်နေရာပြီးရင်ကျွန်တော်တို့ကဒီနေရာဆွဲပြီးအပေါ်ကိုတရားသွားမယ် okay ပြီးရင်ကျွန်တော်တို့က angle လေးနဲ့ပေါ့နော် angle လေးနဲ့ကျွန်တော်တို့ကဘယ်လောက်လဲဆိုဒီဂရီနဲ့ဆိုရင်45ဒီဂရီနဲ့ဘယ်လောက်သွားမယ်ဆိုတော့ကျွန်တော်တို့100လောက်ပေါ့နော်ဟုတ်ပြီသွားပြီးတော့ကျွန်တော်တို့ဒီအပေါ်ကို200လောက်သွားမယ်ဒီတိုင်းလေးပေါ့နော် line တွေရပြီဆိုရင်ကျွန်တော်တို့ဒီမှာ close scale ကိုတန်းတော်လို့ရအောင်เนาะကျွန်တော်တို့ dimension လေးပြီးပြည့်ရှိနေဆို dimension လေးတစ်ခါထိုးရတာပိုကောတော့ပေါ့နော်ကျွန်တော်တို့ဒီလိုလေးထိုးရမယ်အဲ့ဒါဆိုကျွန်တော်တို့ပြန်ပြင်ရတာလည်းလွယ်တယ်ပေါ့နော်ဒါပဲဆိုရင်ကျွန်တော်တို့က close scale ကိုပိတ်ပေးလိုက်မယ်ပိတ်ပေးတဲ့အချိန်မှာကျွန်တော်တို့ကများလေးပေါ်လာမယ်ဆိုတော့ ticket နဲ့ကိုပေါ့နော်အပြင်ဘက် outside ဘက်ကိုသွားလိုချင်တာလားအတွင်းဘက်ကိုလိုချင်တာကျွန်တော်အတွင်းဘက်ကိုလိုပေါ့နော် ticket နဲ့ကိုဘယ်လောက်လဲဆိုတော့2 milli သုံးမယ်ဒါဆိုအတွင်းဘက်ကို2 milli ထူမှာပေါ့နော်အပြင်ကျွန်တော်တို့နေရာလေးကို left play တစ်ချက်နေပေးလိုက်မယ်ပြီးရင်ဒီလိုထွက်မှာပေါ့နော်သူကနော်အဲ့မှာကျွန်တော်တို့ဒါကတော့တစ်ချမ်းလုံးကိုထွက်တယ်လို့ဆိုလိုတာပေါ့နော်ကျွန်တော်ကဒီနှစ်ချမ်းကို balance ထွက်ချင်တယ်ဆိုတော့ဒီများလေးကိုတစ်ချက်နေလိုက်တော့ဒါဆိုရင် symmetric extend ပေါ့နော် symmetric တွေသွားချင်တယ်ဆိုတာ symmetric ဟိုဘက်ဒီဘက်သွားတယ်ကိုလိုချင်တဲ့လန့်နေရဘယ်လောက်ဟိုကျွန်တော်က2000ပေါ့နော်2000လန့်နေလို့ချင်တယ်ဒါလေးနေလိုက်ရင်ဒါကိုလိုချင်တဲ့လန့်နေတဲ့ဒါခွန်တာပါplan လေးကိုအသုံးပြုနည်းလေးဖြစ်ပါတယ်ပြီးရင်ကျွန်တော် log plan ဆွဲဖို့နည်းလေးပြပြမှာနော်သူကတော့ scan တစ်ခုလို့တော့ပေါ့နော် log plan ဆွဲမယ်ဆိုရင်ကျွန်တော်တို့ကနေယူကျွန်တော်တို့က matrix sheet metal ကိုသွားမယ်ပြီးကျွန်တော် perform play လေးဖော်လိုက်မယ်ကျွန်တော်တို့က log plan ကိုဆွဲမယ် log plan ဆွဲမယ်ဆိုကျွန်တော်တို့က scan တစ်ခုလို့တယ် scan တစ်ခုလို့ scan ကိုအရင်ဆွဲမှာနော် scan ကကျွန်တော်ဒီမှာ scan တစ်ခုခေါ်လိုက်မယ်ကျွန်တော် consider play ကိုပဲသုံးပြီးမယ်ဒီ play လေးမှာသူကတော့ကျွန်တော်တို့က open ဖြစ်နေရမှာပေါ့နော်ဒီ scan ကကျွန်တော်ကဒီမှာဒီလိုလေး diameter က900နဲ့ကျွန်တော်တို့ဒီလို scan လေးတစ်ခုဆွဲမယ်ပြီးရင်ကျွန်တော်တို့က open ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကတော်လေးကိုကျွန်တော်တို့ကဖြတ်ထုတ်ပေးလိုက်ပါတော့နော်ပြီးရင်ဒီ point နဲ့ဒီ point နဲ့ကိုကျွန်တော် link ချိတ်ထားမယ်အဲဆိုမရွေ့တော့ဘူးပေါ့နော်ဒါ scan တစ်ခုရမယ်ပြီးရင်နောက် scan ကကျွန်တော်ဒီအနောက်ဘက်မှာပေါ့နော်အဲဆိုကျွန်တော်တို့ကဒီအနောက်ဘက်ကိုကျွန်တော်တို့က distance တစ်ခုနဲ့သွားချင်တယ်ဆို play လေးတစ်ခုပွားမှာပေါ့နော်ဒီမှာဆိုကျွန်တော် play လေးကိုယူလိုက်မယ် play လေးယူမယ်ဆိုရင်ဒီ play နဲ့အပြိုင်ပေါ့နော်ဒီ play လေးနဲ့အပြိုင်အနောက်မှာကျွန်တော်ကဘယ်လောက် distance ဆိုရင်ကျွန်တော်950 distance နဲ့ play အပြိုင်လေးလုပ်လိုက်တယ်အဲဒီဒီမှာ play တစ်ခုရပြီအဲ့ play မှာကျွန်တော်က scan တစ်ခုဆွဲမယ် scan လေးဆွဲရင်ကျွန်တော်အဲ့ဒီမှာဆိုကျွန်တော်က rectangle လေးနဲ့ပေါ့နော်ဒါဆိုကျွန်တော်စကန်တစ်ခုရပြီဒီမှာကျွန်တော်တစ်ခုလူရတာဒီအနောက်ဘက်ဒီ
sketch tool လေးကကျွန်တော်တို့ open ဖြစ်နေဖို့လို့ပေါ့နော်အဲတော့ကျွန်တော်ဒီ sketch tool လေးကိုကျွန်တော်တို့ open ဖြစ်အောင်ကျွန်တော်တို့ပြင်ပေးရမယ်ကျွန်တော်ဒီမှာဒီကောင်လေးကိုကျွန်တော်တို့ဖြတ်ချလိုက်မှာပေါ့နော်ဒီ sketch တွေက open ဖြစ်နေရမှာပေါ့နော်အဲဆိုကျွန်တော်တို့ဒီ sketch လေးနှစ်ခုရိုက်ပြီးဆိုကျွန်တော်တို့ဒီကောင် lock flan ဆွဲပါတော့ lock flan ဆွဲမှာဆိုကျွန်တော်ဒီ count tower flan တော့ဝင်ပြီးကျွန်တော် lock flan လေးကိုသွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ box လေးကြက်လိုက်မှာနော် box လေးကြက်လိုက်မှာဆိုတော့ပထမဥစ္စာကျွန်တော်ဒီမှာ lock flan option နဲ့ကိုကျွန်တော်တို့ဝင်ကြည့်မယ်ကျွန်တော်ဒီမှာတော့ကျွန်တော်တို့ default value လေးကိုပဲကျွန်တော်အသုံးပြုထားတယ်ကို project ပေါ်မူတည်ပြီးကိုကဒီမှာ bound radius အောက်မှာကျွန်တော်တို့ raw ပြောချင်တာ square ပြောချင်တာပြောလို့ရတယ်အဲ default value လေးကိုလိုတို့ပြောလို့ရတယ်ခုန value မှာလည်းကိုလိုတို့ခြေလို့ရတာပေါ့နော်ကျွန်တော်ဒီဒါ default value လေးကိုပဲတွားရတာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ bounding method မှာလည်းဆိုတော့ကျွန်တော်တို့ advanced ရှိတယ် band ရှိတယ် found ရှိတယ်ပေါ့နော်အဲ့မှာလည်းကိုအဆင်ပြေသလိုခြေလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမှာ default value ကိုတွားရကြကျွန်တော် okay လေးပဲပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ select from scale ပေါ့နော်ကျွန်တော်ကမှ scale ကိုဆက်ဆွဲရတဲ့ကြောင်းကျွန်တော်တို့ select from scale ပဲရွေးချယ်တာဖြစ်ပါတယ်ကိုက scale ကိုဆက်မဆွဲတိုင်းအခုမှ scale ဆွဲမယ်ဆိုရင်တော့ကျွန်တော် quantity player ပြင်ရွေးပြီးတော့ scale ကိုဆွဲပေးရနိုင်ပါလေပြီးတော့ play တွေ angle play တွေဒီမှာခေါ်တင်လို့ရတယ်ပေါ့နော်ကျွန်တော် select from scale ကိုရွေးတယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ single ရှိတယ် chain ရှိတယ်ကျွန်တော်တို့ chain နဲ့သွားလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာပထမ scale ကိုကျွန်တော်တို့ဆက်လက်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ white လေးနေလည်းရတယ်ဒီအမှန်ကြီးလေးကိုရွေးချယ်ပေးလိုက်ရတယ်ပြီးရင်ကျွန်တော်ဒုတိယ sketch တွေကိုလည်းကျွန်တော်ရွေးချယ်ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီများအမှန်ကြီးလေးကိုရွေးချယ်ပေးရမယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီမှာများလေးပို့လိုက်ပြီပေါ့နော်များလေးကတစ်ကနဲ့အပြင်ဘက်ကိုလိုချင်တာလားအတွင်းဘက်လိုချင်တာလားပေါ့နော်ကျွန်တော်ကအတွင်းဘက်ကိုလိုချင်တယ်ပြီးရင်တစ်ကနဲ့ကလည်း2 mm လောက်လိုချင်တယ် okay အဲ့တော့တစ်ကနဲ့ကအတွင်းဘက်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်များလေးကို inside ဖြစ်အောင်ဒီကျွန်တော်တို့ဒီကစားလေးကိုကျွန်တော်တို့ကစားပေးလိုက်ပါတယ် inside ပဲရောက်တဲ့အချိန်မှာကျွန်တော်တို့ left click တွေကို share လုပ်ဝင်လိုက်တာကျွန်တော်တို့တစ်ကနေ့ကို inside ပဲနဲ့ lock flan လေးရရှိမှာဖြစ်ပါတယ် back click နေပြီး finish လေးကိုလည်းအသုံးပြုလို့ရပါတယ်ဒါဆိုကျွန်တော်တို့ lock flan လေးတစ်ခုရမှာပေါ့နော်ဆက်လို့ကျွန်တော်ဒီမှာ hem အသုံးပြုနေလို့ကျွန်တော်ပြပြပေးလို့ပါတယ် hem လေးကိုဘယ်လိုတော့ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီထောက်ဖလန်အများလေးကိုနေပြလိုက်ကျွန်မဟန်းလေးပုတ်လိုက်ပြီပေါ့နော်ဟန်းလေးကိုကျွန်တော်တို့ယူပြလိုက်မယ်ဟန်းလေးယူရတဲ့ဘောက်လေးကြက်လိုက်ပြီပေါ့နော်အဲ့ဘောက်လေးဒီမှာဆိုကျွန်တော်တို့ဒီမှာ option လေးတွေရှိတယ်ပေါ့နော် option လေးမှာကျွန်တော် close ကိုအသုံးပြုဆိုတော့ close ဆိုတဲ့နေရာလေးပိတ်နေမှာပေါ့နော် close မသုံးလဲကျွန်တော် open နေတဲ့နေရာလေးဖွင့်နေမယ် open ရွေးလို့ရတယ်ပြီးရင်ကျွန်တော် s flan ကြောင့်လို့ s type လေးဖြစ်သွားမှာပေါ့နော်ပြီးရင် crop type လေးလိုချင်လားပြီးရင် open loop နဲ့တွားချင်တာလားဒါမှမဟုတ်ရင်ကျွန်တော်တို့ close loop နဲ့တွားချင်တာလားပြီးရင်ကျွန်တော်တို့center loop နဲ့တွားချင်တာလားပေါ့နော်အဲ့လိုရွေးချယ်ပြလို့ရတယ်ဒီမှာလည်းကိုကျွန်တော်တို့ bound radius လိုအပ်သလိုပြောင်းလဲတွက်ပြလို့ရတယ် bound radius 1 flan length 2 bound radius 3 flan length 4 5 6စသဖြင့်ပေါ့နော်ပြီးတော့ bound value တွေကျွန်တော်ဒီမှာအသုံးပြုလို့ရပါတယ်ဘာလို့လဲကျွန်တော်ဒီ close လေးနဲ့ပြတ်တိုက်ပြီပေါ့နော်ပြီးကျွန်တော် okay လေးပေးလိုက်မယ်ပြီးဒီမှာကျွန်တော်တို့ရွေးချယ်စရာ၃ခုရှိပါသေးတယ်ဒီကောင်လေးကတော့ကျွန်တော်တို့ material inside ပေါ့နော်ဒီရဲ့ bank outside radius တွေက inside မှာဖြစ်မယ်ဒီကောင်ဆိုတော့ကျွန်တော်တို့ material outside ပေါ့နော်ဒီ bank radius center လေးကကျွန်တော်ဒီကွေးတိုင်းနဲ့ပေါင်နဲ့တန်တန်လေးဖြစ်နေတော့နော်ဒီကောင်ကျတော့ကျွန်တော်တို့ bank နေရာလေးကဒီ bank လန့်လေးကကျွန်တော် outside မှာရှိနေမှာပေါ့နော်ကျွန်တော်ပထမဥစားဒီကောင်လေးကိုပဲ material inside လေးကိုကျွန်တော်ရွေးချယ်ဖြစ်တယ်ပြီးကျွန်တော်ဖေးနားလေးကိုကွေးချင်တယ်ဆိုဒီနားလေးကျွန်တော်ကွေးမှာပေါ့နော်ဒီလိုလေးဖြစ်သွားတယ်အနောက်ဘက်လေးကျွန်တော်တို့ hem ကွေးသွားတော့ပေါ့နော်အော်ဒီ length လေးကိုကျွန်တော်တို့ပြောင်းချင်တယ်ဆိုဒီမှာကျွန်တော်တို့ flan length လေးကိုကျွန်တော်တို့လိုအပ်သလိုလက်ပြောင်းလို့ရတယ်အဲဆိုကျွန်တော်50နဲ့သွားပြီအဲဆိုကျွန်တော်တို့50 length နေတယ်ပေါ့နော်အဲ့မှာကျွန်တော်ဒီမှာပြောပြမှာပေါ့နော် close ဒါ close ကိုဖြစ်တယ် open မြင်လိုက်မဲ့အချိန်မှာကျွန်တော်ဒီကောင် radius နဲ့ bound radius နေလဲကျွန်တော် open ဖြစ်သွားတယ်ပြီးရင်ကျွန်တော်တို့ s flan လေးပုံစံကိုရွေးမယ်အဲဆို s flan လေးပေါ့နော်ပြီးရင်ကျွန်တော်တို့က curve လို့သွားမယ် okay ပြလိုက်တယ်ဒီလိုပုံစံလေးဖြစ်သွားတယ်ပြီးရင်ကျွန်တော်တို့ open loop လေးကိုရွေးချယ်ပြလိုက်ရင် open loop ဆိုတဲ့ဒီလိုပုံစံလေးပေါ့နော်ပြီးရင်ကျွန်တော်တို့ close loop ကိုသွားအချိန်မှာဒီလိုပုံစံလေးဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ center loop လေးကိုရွေးချယ်လိုက်အချိန်မှာဒီလိုပုံစံလေးဖြစ်သွားတယ်ပေါ့နော်
ကျွန်တော်တို့လို့ဆို open နဲ့သွားပြီး okay ပေးလိုက်မယ်ဒီလိုပြီးကျွန်တော်တို့ဒီမှာလဲ material inside ဆိုရင်ကျွန်တော်တို့ဒီမှာဒီ inside ထဲမှာရှိတော့เนาะကျွန်တော်ခဏလေးကနားလေးကဒါလို့ကျွန်တော်က outside မှာယူလိုက်တယ်ဒီမှာကျွန်တော်ဒီ boundary တွေကဒီမှာသူအရင်တိုင်းပဲရှိနေတယ်ဒီနေရာလေးမှာ outside ဘက်သွားတယ်ပြီးဒီကောင်လေးကိုရွေးချယ်ချင်မှာသူကဒီ length လေးကိုဒီဘက်ပြင်ဘက်ကိုရောက်သွားတယ်ပေါ့နော်အဲ့ကောင်လေးကျွန်တော်တို့လိုလိုကို project ပေါ်မူတည်ပြီးတော့အတူပြီးပေးရမှာဖြစ်ပါတယ်အဲ့တိုင်းကျွန်တော်တို့အမှန်ကန်ရွေးချယ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ one click လေးကိုနေလို့ရသလိုအန်တာလေးကိုခောက်ပေးလိုက်ရတယ်ပြီးရင်ကျွန်တော်အမှန်ကြီးလေးကိုရွေးချယ်ပေးလိုက်တာဒီပုံစံလေးကျွန်တော်ရရှိမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီcontour flank function လေးကိုအသုံးပြုနေ left flank အသုံးပြုနေ hem အသုံးပြုနေကိုအကြံဉာဏ်လေးပြပြပေးတော့တာဖြစ်ပါတယ်အားလုံးနောက်ဗီဒီယိုမှာပြန်ဆုံကြတာပေါ့ခင်ဗျာ